အခုမီစာပြောပြမဲ့စကားတခွန်းကိုတခြားသူကိုလုံးဝတွားပြီးမပြောမိစေနဲ့ဒီစကားကိုဒါပြောလိုက်မယ်ဆိုရင်ငါကငွေမချနိုင်ဘူးငါငွေချနိုင်တဲ့အရေးအချင်းမရှိဘူးဆိုပြီးမှကိုပြောလိုက်တာ ਨੇ အတူတူပဲအဲ့ဒါကဘာလဲဆိုရင်နီကငွေအယမ်းမဲ့တာပဲဆိုတဲ့စကားပဲဖြစ်တယ်။ဘာဖြစ်လို့ဒီလိုပြောရလဲဆိုရင်ငွေမချနိုင်တဲ့လူတော်တော်များများကငွေချနိုင်တဲ့အရေးအချင်းမရှိတဲ့လူတော်တော်များများကငွေချနိုင်တဲ့လူတွေကိုတွေးလို့ရှင်နီကငွေအယမ်းမဲ့တာပဲနော်ငငယ်ရွယ်နဲ့ဒီလောက်ထိစူးစမ်းနေတာဒီလောက်ထိလုပ်နေတာနီငွေအယမ်းမဲ့တာပဲလို့ပြောကြတယ်နော်အဲကြောင့်မလို့ကိုကဒီစကားကိုလုံးဝတွားပြီးတော့မပြောမိပါစေနဲ့အဲ့လိုပြောလိုက်ပြီဆိုရင်ကိုကငွေချနိုင်တဲ့အရေးချင်းမရှိဘူးလို့ဦးခံရတဲ့အတူတူပဲအဲ့လိုမျိုးပြောတဲ့သူတော်တော်များများလည်းငွေချနိုင်တဲ့အရေးအချင်းမရှိဘူးအားနေကြတယ်ပေါ့နော်အဲကြောင့်မလို့မပြောမိပါစေနဲ့